တပင်အောက်ခြေပိုင်းတွေကိုဒီဘီးနဲ့ညက်တဲ့အခါမှာရေးကြည့်တဲ့အချက်တစ်ချက်ရှိအဲ့ဒါပြအဲ့တော့ကျွန်တော်တို့သင်တန်းတွေတက်ခဲ့တော့ဒီအောက်ခြေအနားသက်လေးတွေကိုညှက်တဲ့အခါဥပမာအနေနဲ့ဒီအောက်ခြေအနားလေးတွေသိမ်းတော့မယ်ဆိုရင်3mm ကပ်ကိုတက်ပြီးတော့ဒီအောက်ခြေလေးတွေပဲဝင်အောင်ထိုးသွားကြတာပဲအဲ့တော့ဘီးနဲ့ဘယ်လိုမျိုးလိုက်ရမလဲဆိုတာကိုပြောပြပေးအဲ့တော့ဘီးနဲ့လိုက်တဲ့နေရာမှာခက်တယ်အဲ့တော့ကျွန်တော်တို့ကလစ်ပါနဲ့စီမိုးရှင်းထိုးခဲ့ဘူးတယ်မလားဘီးမှာလည်းစီမိုးရှင်းနဲ့ပဲသွားရမှာပဲအဲ့တော့အရင်ဦးဆုံးအောက်ခြေကအနားသက်သပင်လေးတွေဝင်ဖို့အတွက်ကိုဘယ်လိုလုပ်ရမလဲဆိုတော့ဘီးကိုအနည်းငယ်45လောက်ထောင်မယ်ဒီလိုကြီးမဝင်ဘူးဒီလိုမျိုးလေးဝင်မယ်အဲ့တော့ဗီဒီယိုလေးနဲ့လည်းပြထားတယ်အဲ့တော့ဗီဒီယိုလေးမှာပြထားတဲ့ပုံစံမျိုးလေးပဲဒီမျိုးလေးဝင်ပြီးတော့ပြန်ကော့မယ်အဲ့ဒါမှဒီအနားသက်လေးတွေကပို့ပြီးတော့ဝင်သွားမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပုံမှန် blending လိုက်တယ်လို့မျိုးပဲကျွန်တော်တို့တွေဒီလိုမျိုးပဲညှက်နေမယ်ဆိုရင်ဒီအပေါ်ပိုင်းတွေမှာအဆင်ပြေခဲ့ပြီးတော့အောက်ဖြားတွေအနားသက်လေးတွေကို blending လိုက်တဲ့အခါမှာအဆင်မပြေတာလေးတွေရှိကြပါတယ်အဲ့တော့ simulation ပုံစံတိုင်းပဲဒီမျိုးလေးဝင်မယ်ပြန်သိမ့်မယ်အဲ့ဒါဆိုလို့ရှိရင်